အားလုံးပဲမင်္ဂလာပါတကောလက်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျကဲအခုဆိုရင်ကျွန်တော်တို့ရဲ့တကောလက် season 2ဟာဒီ episode နဲ့တင်ပြီးဆုံးသွားပြီဖြစ်ပါတယ်ကျွန်တော်တို့အပိုင်း1ကနေ6အထိအတူတူရှောက်လန်းခဲ့တဲ့ခရီးစဉ်ကိုပြန်ကြည့်လိုက်ရင်ကျွန်တော်တို့ mindset တွေကိုအရင်ပြင်ခဲ့ကြတယ်ခိုင်မာတဲ့ goal တွေကိုချမှတ်ခဲ့ကြတယ်အောင်မြင်သူတို့ရဲ့ habit တွေကိုတည်ဆောက်ခဲ့ကြတယ်ကိုယ့်ရဲ့ brand နဲ့ဂုဏ်သိက္ခာကိုပြန်လည်ထူထောင်ခဲ့ကြတယ် financial freedom ရဖို့လမ်းပြမြေပုံတွေကိုဆွဲခဲ့ကြတယ်လို့ကိုယ့်ရဲ့အချိန်24နာရီကိုဘလို့အကျိုးရှိရှိစီမံရမလဲဆိုတာကိုပါလေ့လာခဲ့ကြပြီးပြီဖြစ်ပါတယ်ဒီသင်ခန်းစာ6ခုဟာတိကျစီမဟုတ်ပါဘူးအားလုံးဟာခမရဘဝအောင်မြင်ဖို့အတွက်တစ်ခုနဲ့တစ်ခုချိတ်ဆက်နေတဲ့အစိတ်ပိုင်းတွေပါကျွန်တော်ခမရကိုပေးခြင်းတဲ့အနှစ်ချုပ်ကောတူအရှင်ကတော့တစ်ခုတည်းပါပဲနားထောင်သူတက်တက်မဖြစ်ပါစေနဲ့လက်တွေ့လှုပ်ဆောင်သူတယောက်ဖြစ်ပါစေဆိုတာပါပဲခမရနားထောင်ခဲ့တဲ့ဘဝတုဒ္ဒတွေတဲကအချက်တစ်ချက်ကိုပဲဖြစ်ဖြစ်လက်တွေ့ဘဝတဲ့ယူသုံးကြည့်ပါအဲ့ဒီမှာတင်ကျွန်တော်ရဲ့ရွေချက်အောင်မြင်ပါပြီကျွန်တော် season 2ကိုဒီမှာခဏရန်နာပေမဲ့ခင်ဗျားတို့ရဲ့တိုးတက်မှုခီလန်းကတော့ရမသွားပါဘူး season 2တစ်ခုလုံးမှာခင်ဗျားအတွက်အကြိုက်ဆုံး episode ကဘေးပိုင်းလဲဒီ season ကနေခင်ဗျားဘဝအတွက်ဘယ်လိုအပြောင်းလဲတွေရခဲ့သလဲ comment မှာကျွန်တော်ကိုဝေမျှပေးခဲ့ပါကျွန်တော်တစ်ခုချင်းစီကိုဖတ်ပြီးပြန်ဖြေသွားပေးပါမယ်ကျွန်တော်တို့ရဲ့နောက်ထပ် season 1တွေနဲ့ဘဝအတွက်တော်မိုးရှိမဲ့ content တွေကိုလက်မလွတ်စေဖို့ subscribe လုပ်ထားဖို့တောင်းဆိုချင်ပါတယ်တကယ်လို့ဒီ season တစ်ခုလုံးဟာခင်ဗျားအတွက်အကျိုးရှိစေချင်တယ်ဆိုရင်ခင်ဗျားတငယ်ချင်းတွေစီကို season 2 playlist လေးကို share ပေးပြီးသူတို့ကိုပါကူညီပေးလိုက်ပါကျွန်တော်မင်းရင်မှာတကရိုးလက်နဲ့အတူခင်ဗျားဘဝကိုနေ့စဉ် update လုပ်နေပါမယ်ကျွန်တော်တို့နောက်ထပ် season 1တွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာအဆုံးထိကြည့်ရှုနားဆင်သူအားလုံးကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ